အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ Jet Sport Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီ video file လေးမှာဆိုလို့ရှိရင်တော့ဒီနေ့ကြာသပတေးနေ့ညမှာကန်ကြမဲ့ Europa League ခြေစစ်ပွဲတွေကိုပွဲကြိုခံမှန်းသုံးသက်ချက်လေးတွေပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ဒီနေ့ကြာသပတေးနေ့ည7:00နာရီခွဲမှာဆိုလို့ရှိရင်တော့ Austria ကလပ်အသင်းဖြစ်တဲ့ Sebet အသင်းဟာ Cyprus ကလပ်အသင်းဖြစ်တဲ့ Pafo အသင်းရဲ့အိမ်ဝင်းကို Europa League ခြေစစ်ပွဲစဉ်ဖြစ်သွားအောင်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ပထမကြောကတော့အိမ်ဝင်းမှာ Sebet အသင်းဟာ Pafo အသင်းကို1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရလက်ရရှိထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ဆက်ဘက်တင်ဟာပါဖို့တင်းကို body ပေါက်ကြီး level 40ရှုံးဆိုကြေးပေးထားပြီးတော့ဂိုးပေါင်းစီးက3.50သာဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်ပထမကြောက1စီးနဲ့အနိုင်ရရှိထားတဲ့ဆက်ဘက်တင်ဟာဆိုလို့ရှိရင်ပါဖို့အသင်းထက်အတွေ့အကြုံပိုတာတာမှန်ပေမဲ့လည်း Cyprus ကလပ်ပါဖို့အသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းခြေစမ်းကောင်းမွန်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်ဘက်တင်ကိုအနိုင်ဆုံးမရှုံးအောင်ကစားလာမှာပဲဖြစ်ပါတယ်အနိုင်ဆုံးတေးကစားလာမဲ့ပါဖို့ body ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ည7:00နာရီခွဲမှာဆိုလို့ရှိရင်တော့နောက်ထပ် Europa League ခြေစစ်ပွဲစဉ်အဖြစ် Crime Over အသင်းဟာအိမ်ဝင်းမှာကူပတ်အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ပထမကြောကကူပတ်အသင်းရဲ့အိမ်ဝင်းမှာတော့နှစ်သင်းသလုံးဟာ1-1ဆိုတဲ့ရလဒ်နဲ့ပဲပြီးဆုံးထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင် Asian Crime Over အသင်းဟာကူပတ်အသင်းကို body ပေါက်ကြီးတစ်လုံးရွှေ့50ရှုံးဆိုကြေးပေးထားတာပဲဖြစ်ပါတယ်။ Romania Club Crime Over အသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းဆက်ဆောင်ရေးကောင်းမွန်တာမှန်ပေမဲ့လည်းအဝေးကွင်းကစားပုံကောင်းမွန်တဲ့ကူပတ်အသင်းကိုတော့ဂိုးပြတ်နိုင်ရရှိဖို့ခရင်မှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာလည်းအဝေးကွင်းကလာကစားရတဲ့ကူပတ် body ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ည7:00နာရီခွဲမှာဆိုလို့ရှိရင်တော့တူရကီထိပ်သီးကလပ်ဘီစစ်တပ်အသင်းဟာအိမ်ဝင်းမှာချက်ကလပ်အသင်းဖြစ်တဲ့ဟာဒက်ကာရာလော့အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အရှင်ဘီစစ်တပ်အသင်းဟာဘော်ဒီပေါက်ကြီးနှလုံးရွှင်80စားဆိုပြီးတော့ကြေးပေးထားတာပဲဖြစ်ပါတယ်ပထမကြောင့်အဝေးကွင်းမှာ1စီးနဲ့အနိုင်ရရှိထားတဲ့ဘီစစ်တပ်အသင်းတို့အိမ်ဝင်းပွဲစဉ်မှာဘော်ဒီကြေးကပြင်းရှနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အိမ်ဝင်းမှာကိုမိုးရွာအောင်မှာပဲဖြစ်ပါတယ်ချက်ကလပ်အသင်းဟာဆိုလို့ရှိရင်ခံစစ်ကစားပုံကောင်းမွန်ပေမဲ့လည်းဘီစစ်တပ်အသင်းရဲ့အိမ်ဝင်းအားကိုခံကစားဖို့ခဲရင်မှာပဲဖြစ်ပါတယ်ဘီစစ်တပ်ဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ည7:00နာရီမှာဆိုလို့ရှိရင်တော့နောက်ထပ် Europa League ခြေစစ်ပွဲစဉ်အဖြစ်ပိုလန်ကလပ်ဂေါနစ်အသင်းဟာအိမ်ဝင်းမှာ Fenerbahce အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ပထမကြောကတော့ Fenerbahce အသင်းရဲ့အိမ်ဝင်းမှာဂေါနစ်အသင်းဟာ1စီးနဲ့ရှုံးနိမ့်ထားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင်ဂေါနစ်အသင်းဟာ Fenerbahce အသင်းကို body ပေါက်ကြီး level 40ရှုံးဆိုကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်ကနှလုံးရွှင်အပြည့်ရှုံးဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်Fenerbahce အသင်းဟာဆိုလို့ရှိရင်အိမ်ကွင်းခြေစမ်းကောင်းမွန်တာမှန်ပေမဲ့လည်းအဝေးကွင်းခြေစမ်းကမတည်ငြိမ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိုလန်အသင်းရဲ့အိမ်ကွင်းမှာခက်ခဲအောင်မှာပဲဖြစ်ပါတယ်။အင်ရှင်ဂေါနစ် body နဲ့ကိုယ့်အောက်ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ကြာသပတေးနေ့ည7:00နာရီမှာဆိုလို့ရှိရင်တော့ Iceland Club Viking အသင်းဟာအိမ်ကွင်းမှာ3အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ Switzerland Club 3အသင်းဟာဆိုလို့ရှိရင်ပထမကြော့အိမ်ကွင်းမှာ Viking အသင်းကို3-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရလက်ရရှိထားတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်ဘိုက်ကင်းညာအသင်းဟာ3အသင်းကို body ပေါက်ကြီး level 10ပြားရှုံးဆိုကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်က3.50စားဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ Iceland Club ဘိုက်ကင်းညာအသင်းဟာဆိုလို့ရှိရင်သူ့လီမှာဆိုရင်ချီဆွာတာမှန်ပေမဲ့လည်းအတွေ့အကြုံချင်းမှာဆိုလို့ရှိရင်တော့ Switzerland Club 3အသင်းကိုရှင်ကစားဖို့ခရင်အောင်မှာပဲဖြစ်ပါတယ်။အိမ်ဝင်းဖြစ်ပေမဲ့လည်းရလက်ကောင်းယူမဲ့3 body ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ကြာသပတေးနေ့ညမှာနောက်ထပ်ကစားကြမယ့် Europa League ပွဲစဉ်ဟာဆိုလို့ရှိရင်တော့ Bulgaria Club CSKA Sofia အသင်းဟာအိမ်ဝင်းမှာ Israel Club Maccabi Tel Aviv အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ပထမကြော့က Maccabi Tel Aviv အသင်းရဲ့အိမ်ဝင်းမှာတော့မှ CSKA Sofia အသင်းဟာ3စီးနဲ့အနိုင်ရလက်ရရှိထားတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင် Asian CFKA Sofia အသင်းဟာ Maccabi Tel Aviv အသင်းကို body ပေါက်ကြီး level 10ပြားရှုံးဆိုကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်ကနှလုံးရှု90ရှုံးဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်ပထမကြော့ကဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ CFKA Sofia အသင်းဟာဆိုလို့ရှိရင်ဒီပွဲစဉ်မှာအရန်ကစားသမားတွေနဲ့ပဲပွဲထွက်လာမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာ Maccabi Tel Aviv body ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ကြာသပတေးနေ့ညတနာရီမှာဆိုလို့ရှိရင်တော့စကော့တလန်ထိပ်သီးကလပ် Ranger အသင်းဟာအိမ်ဝင်းမှာပိုလန်ကလပ်ဂျာဂျီလိုနီယာအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ပထမကြော့အဝေးကွင်းတုန်းကဆိုလို့ရှိရင်တော့ Ranger အသင်းဟာ2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင် Ranger အသင်းဟာပိုလန်ကလပ်ဂျာဂျီလိုနီယာအသင်းကို body ပေါက်ကြီးတစ်လုံးရွှင်10ပြားသားဆိုကြေးပေးထားတာပဲဖြစ်ပါတယ်ပထမကြောင့်အဝေးဝင်းမှာရှုံးနေခဲ့တဲ့ Ranger အသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းမှာတော့အိမ်ဝင်းပရိသတ်အားနဲ့အတူအနိုင်ရလက်ဖော်ဆောင်မှာပဲဖြစ်ပါတယ်။ body ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပြင်းရှနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Ancient Ranger တို့အနိုင်သေးကြပြီးကိုပြတ်မပြတ်ကိုသာကြည့်ရမှာပဲဖြစ်ပါတယ်။ Ancient Ranger body ကိုပဲရွေးချယ်ပေးပါတယ်။
ဒီနေ့ဂျာတာရီနေ့ညတနာရီမှာဆိုလို့ရှိရင်တော့ဘယ်လဂျီယန်ကလပ်အသင်းဖြစ်တဲ့အန်ဒါလက်အသင်းဟာအိမ်ဝင်းမှာဂရိကလပ်အသင်းဖြစ်တဲ့ပေါက်အသင်းကိုယူရိုပါလိခြေစစ်ပွဲစဉ်ဖြစ်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ပထမကြော့ပေါက်အသင်းရဲ့အိမ်ဝင်းမှာတော့မှအန်ဒါလက်အသင်းဟာ1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ဂရိကလပ်ပေါက်အသင်းဟာအင်ရှင်အန်ဒါလက်အသင်းကိုဘော်ဒီပေါက်ကြီး level 30ရှုံးဆိုပြီးကြေးပြန်ပေးထားတာပဲဖြစ်ပါတယ်ဂရိကလပ်ပေါက်အသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းမှာတော့မှအန်ဒါလက်အသင်းကိုရှုံးနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အန်ဒါလက်အသင်းရဲ့အိမ်ဝင်းမှာအနိုင်ရရှိဖို့ဆိုတာခဲရင်မှာပဲဖြစ်ပါတယ်အန်ဒါလက်အသင်းတို့တေးခန့်ကစားသွားမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့အန်ဒါလက်ဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ညမှာကစားမဲ့နောက်ထပ်ယူရိုပါလိခြေစစ်ပွဲစဉ်ဟာဆိုလို့ရှိရင်တော့စကော့တလန်ကလပ်ဟက်အသင်းဟာအိမ်ဝင်းမှာဘင်ဖီကာအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ပထမကြော့ကဘင်ဖီကာအသင်းရဲ့အိမ်ဝင်းမှာ1-1နဲ့ရေးနေခဲ့တဲ့ဟက်အသင်းဟာဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုတက်ဖို့လို့တော်တော်လေးကိုခရင်သွားပြီပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်ဘင်ဖီကာအသင်းဟာအင်ရှင်ဟက်အသင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရွှေ့ရင်90ရှုံးဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်ပထမကြော့အိမ်ဝင်းမှာဂိုးပြတ်အနိုင်ရရှိထားတဲ့ဘင်ဖီကာအသင်းဟာဆိုလို့ရှိရင်ဒီပွဲစဉ်မှာအရန်ကစားသမားတွေနဲ့ပဲပွဲထွက်လာမှာပဲဖြစ်ပါတယ်အင်ရှင်ဟက်အသင်းတို့အင်ရှင်ဝိတ်နဲ့အတူဒီပွဲစဉ်မှာတော့ဂိုးပြတ်မရှုံးအောင်ခံကစားမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့အင်ရှင်ဟက်ဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ဂျာတာရီနေ့ညတနာရီခွဲမှာဆိုလို့ရှိရင်တော့နောက်ထပ်ယူရိုပါလိခြေစစ်ပွဲစဉ်အဖြစ်အေဗေးနီးယားကလပ်အသင်းဖြစ်တဲ့အနာတီယာအသင်းဟာအိမ်ဝင်းမှာရှမ်းရော့အသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ပထမကြော့ရှမ်းရော့အသင်းရဲ့အိမ်ဝင်းမှာအနာတီယာအသင်းဟာ3-1နဲ့ရှုံးနိမ့်ထားတာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အင်ရှင်အနာတီယာအသင်းဟာရှမ်းရော့အသင်းကိုဘော်ဒီပေါက်ကြီး level 80ရှုံးဆိုကြေးပြန်ပေးထားတာပဲဖြစ်ပါတယ်အိုင်ယာလန်ကလပ်ရှမ်းရော့အသင်းဟာဆိုလို့ရှိရင်အင်ရှင်အေဗေးနီးယားအသင်းအနာတီယာထက်ဥရောပအတွေ့အကြုံပုံမှုရင့်ကျက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနိုင်ရလက်ကိုထိန်းကစားလာအောင်မှာပဲဖြစ်ပါတယ်အေဗေးနီးယားကလပ်အနာတီယာအသင်းဟာဆိုလို့ရှိရင်အိမ်ဝဲဆန်းဆောင်ရေးကောင်းမွန်တာမှန်ပေမဲ့လည်းဒီပွဲစဉ်ဟာတေးရလက်နဲ့ပြီးဆုံးသွားမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့ရှမ်းရော့ဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒါလေးကတော့ဒီနေ့ဩဂတ်လ23ရက်ကြာသပတေးနေ့ညမှာကစားကြမယ်ယူရိုပါလိခြေစစ်ပွဲစဉ်10ပွဲကိုပွဲကြိုခန့်မှန်းသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel မှာဆိုလို့ရှိရင်ပွဲကြိုသုံးသက်ချက်နဲ့ပွဲပြီး review တွေတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘောလုံးအားကစားကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် channel လေးကို like and subscribe လေးလုပ်ပေးတော့ကြဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်